ဝိညာဉ်တော်အဖြစ်ထမြောက်ပြီးနော်အေးလက်ထက်ကသင်္ဘောတည်တဲ့အခါမှာနားမထောင်တဲ့ဝိညာဉ်တွေရှိတဲ့ထောင်ထဲမှာတရားသွားဟောတယ်လို့ပြောထားတယ်အဲ့ဒီဝိညာဉ်နဲ့ပဲထောင်မှာရှိတယ်ပေါ့နော်တခင်ကဗမာတရားသားဟောလဲအဲ့ဒါလေးကိုနည်းနည်းရှင်းပြပါအဲ့ကျမ်းမိုက်ဝတ္တော်များများယူဆကြတာကယေရှုခရစ်တော်သေသွားပြီးတဲ့အခါမှာဝိညာဉ်တော်အားဖြင့်နဲ့ဆင်းကြွသွားတယ်တဲ့ယေရှုခရစ်တော်ကနောရေးလက်ထက်ကဝိညာဉ်တွေကိုမြေကြီးအောက်ရက်ကိုဆင်းပြီးတရားသွားဟောတယ်ဟောပြီးသွားတဲ့အခါမှာသူတို့ကိုခေါ်ဆောင်သွားပြီးကောင်းကင်ကိုတက်သွားတယ်လို့လူတွေကထင်ကြတယ်တကယ်တော့အဲ့ကျမ်းမိုက်ကအဲ့ဒါကိုဆိုလိုတာမဟုတ်ဘူးအဲ့လိုသာပြောမယ်ဆိုအဲ့ဒါကြီးလုံးဝရောင်းမြန်ဆန်ခတ်တယ်ဖြစ်နေပြီပြောစရာလည်းအကြောင်းမရှိဘူးဘာမှဒီအခုပြောနေအသိတော်တိဆောက်ဖို့ပြောနေဒါကြောင့်မလို့ဒီအကြောင်းညာဘာကိုဆိုလိုလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကယေရှုခရစ်တော်ကလည်းကိုယ်ခန္ဓာအဖြစ်အသေးသက်ခြင်းခံရပြီးတော့လေဝိညာဉ်တော်အဖြစ်ရှင်းမြတ်ထမြောက်ခြင်းကိုခံရတယ်ဒါပထမတစ်ကြောင်းဒုတိယတစ်ကြောင်းကလည်းအဲ့လိုလုပ်တယ်ဆိုတာငါတို့ကိုယ်ရဲ့ဖျားသခင်ထံကိုပို့ဆောင်မှုလေခရစ်တော်ကကိုယ်ခန္ဓာအဖြစ်တစ်ချိန်သာအသေးသက်ခြင်းကိုခံနေတယ်ပြီးလို့ရှိရင်ထိုဝိညာဉ်ရဲ့အဖြစ်လည်းတက်ကြွတော်မူရေးတယ်ယခုထောင်ထဲမှာရှိတဲ့ဝိညာဉ်တွေကိုတရားဟောတယ်လို့ဆိုလိုတာငါတို့ဘုရားသခင်စီကိုပို့ဆောင်နေဆိုတာကငါတို့အပြစ်တရားထဲမှာရှိတဲ့အပြစ်တရားနဲ့ကျင်တဲ့ဘုရားသခင်နဲ့ဝေးနေတယ်ဘုရားသခင်တားမဖြစ်ဘူးယေရှုခရစ်တော်တခါလေအသေးသက်ချင်းခံခြင်းအဖြစ်ငါတို့ကိုဘုရားသခင်တားတော့တဖန်ဖြစ်စေတယ်ယေရှုခရစ်တော်ယုံကြည်ခြင်းအဖြစ်ပြီးသွားလို့ရှိရင်ယေရှုခရစ်တော်ကတပည့်တော်နဲ့ရက်40တွေ့ပြီးတဲ့အခါမှာတပည့်တော်တွေပြောတယ်ဒီဝိညာဉ်ရဲ့တရားတွေအားလုံးကိုတရားဟောရမယ်ဒါပေမဲ့ဂျေရုဆလင်မြို့တွေမှာပဲနေပြီးလို့ရှိရင်ငါကဒီတက်ကြွပါမယ်တနေ့ကိုတန်ရှင်းသောဝိညာဉ်တော်ဆေလွတ်မယ်ဆေလွတ်ပြီးမှတပါးမျိုးသားတွေကိုအင်္ဂလိပ်ဟောဖို့ယေရှုခရစ်တော်ပြောခဲ့တာအဲ့ဒီခါမှာယေရှုခရစ်တော်ကောင်းကင်ကိုတက်ကြွပြီးတော့မှဝိညာဉ်တော်အဖြစ်တက်ကြွပြီးတော့မှတပည့်တော်တွေတန်ရှင်းသောဝိညာဉ်တော်ဆေလွတ်ပြီးတော့တပည့်တော်တွေကဘယ်သူကိုဟောလဲဆိုလို့ရှိရင်တော့ခုနနားမထောင်တဲ့ဝိညာဉ်ဆိုတာအဲ့ဒီလက်ထက်ကနေကျွန်တော်တို့ကာလအထိနော်တပည့်တော်တွေအပြင်ဟောရမယ့်သူတွေဖြစ်တဲ့ဘုရားသခင်စကားကိုနားမထောင်တဲ့ထောင်ထဲမှာရှိတဲ့ဝိညာဉ်ဆိုတာတေခြင်းထောင်ထဲမှာရောက်တယ်အပြစ်တရားကိုလုပ်တယ်အပြစ်တရားကိုလုပ်ပြီးဆိုလို့ရှိရင်အပြစ်ရဲ့အဖို့ကတေခြင်းလူတွေအကောင်လုံးကတေခြင်းမှာပဲလမ်းဆုံးသားမှာခရစ်တော်ကတတိယချင်းကြွလာပြီးတော့တရားစီရင်တဲ့အခါကြလို့ရှိရင်လည်းကျွန်တော်တို့ကဗမာပဲဆိုထာဝရတေခြင်းထဲမှာပဲဆုံးသွားမှာဒါကြောင့်တေခြင်းထဲမှာရှိတဲ့သူတွေကိုတေခြင်းထဲမှာမရောက်စေချင်လို့အဲ့ထောင်ထဲကနေကဲနှုတ်ဖို့ဧဝံဂေလိတရားစကားဟောခိုင်းတာအဲ့ဒါကိုဆိုတာနောက်တစ်ခုကနောက်တစ်ကြောင်းမှာတအားရှင်းသွားပြီထိုဝိညာဉ်တို့ဟိုမူကားတဲ့ရှေးကာလနောရဲ့လက်ထက်တုန်းကလိုမျိုးတဲ့နီးတူတဲ့လူရှေ့ရောက်အပြင်ကယ်ဆယ်တဲ့တင်းမောဦးတဲ့တိဆောက်တဲ့အချိန်မှာတဲ့ဒီနာမထောင်တဲ့ဝိညာဉ်တွေဖြစ်တယ်နောရဲ့ဒီသူ့ရဲ့မိသားစုလူရှေ့ရောက်အပြင်ကဲစေမဲ့တင်းမောကိုတိဆောက်တဲ့အခါမှာအဲ့မှာရှိတဲ့လူတွေကိုတရားလိုက်ဟောတယ်နှစ်ပေါင်း120လောက်တင်းမောတဲ့ဝင်မဟုတ်လို့ရှင်ပျက်စီးမယ်ရေလွှမ်းမို့ဘုရားသခင်ကတစ်ကမ္ဘာလုံးကိုဖျက်ဆီးမယ်ဆိုပြောတဲ့အရာကိုအဲ့လိုမျိုးလိုက်ပြောသလိုမျိုးပဲအခုကာလကလည်းဧဝံဂေလိတရားလိုက်ပြောနေတဲ့ကာလဖြစ်တယ်အဲ့တုန်းကလိုပဲနားမထောင်တဲ့သူတွေအခုလိုမျိုးပဲနားမထောင်တဲ့သူအချိန်ရှိသေးတယ်လို့လိုက်ပြောတာနော်ကဲတင်ချင်းရဖို့အချိန်ရှိသေးတယ်လို့လိုက်ပြောတဲ့ဝိညာဉ်တွေဖြစ်တယ်နောက်တစ်ချောင်းဆိုပိုးတော်ရှင်းသွားသေးတယ်ပိုးတော့ပုံဥမာအတိုင်းနဲ့ဥပမာဆိုလိုတာပုံမှန်အတိုင်းယခုမှတဲ့ဒီယေရှုခရစ်တော်၌ဗတ္တိဇံနေတဲ့ခရစ်တော်ထမြောက်ခြင်းအပြင်ငါတို့ကိုလည်းကဲတင်တက်ဤတဲ့ဗတ္တိဇံသေးတဲ့ကိုယ်ကာယအညစ်အကြေးကိုစေကြောခြင်းကိုမဆိုလိုတဲ့စိတ်ဝိညာဉ်အညစ်အကြေးကိုစေကြောပြီးတော့ကိုသိပြီးတော့ဘုရားသခင်ဝန်ခံခြင်းကိုဆိုလိုတဲ့ဒါကြောင့်မလို့အဲ့ပုံမှာအတိုင်းနဲ့အခုတဲ့ယေရှုခရစ်တော်ယုံကြည်ပြီးတော့ခရစ်တော်ကငါတို့အဖြစ်အတွက်ကြောင့်အသေးခံဝါရီလို့ယုံကြည်တဲ့သူတွေခရစ်တော်၌ဗတ္တိဇံနေဖက်ဒီဇန်ခံလိုက်ရတဲ့သူတွေခရစ်တော်အပြင်ထမြောက်ခြင်းခံပြီးအသက်တာပြောင်းလဲတဲ့သူတွေကတော့ဘာရမလဲဆိုနောက်ဆုံးတော့ကာလမှာကယ်တင်ခြင်းရမှာဖြစ်တယ်တဲ့ဒါကြောင့်မို့ဗက်တီဇန်ဆိုတာကဒီရေထဲမှာသွားပြီးနှစ်တာမဟုတ်ဘူးတဲ့ဖျားသခင်သိပြီးဝန်ခံလိုက်တာဧဝံဂေလိတရားစကားကိုကြားပြီးတော့ငါတို့အဖြစ်ရှိပါတယ်ဆိုတော့နန္ဒရပြီးတော့ဝန်ခံပြောင်းလဲလိုက်တာဆိုလိုတာဖြစ်တယ်တဲ့နောက်ကြားမှာဆိုပြီးတော့ပိုရာမရှင်းသွားသေးတယ်ထိုခရစ်တော်ကကောင်းကင်ကိုတက်ကြွပြီးတော့အဖာခမီးတော်လက်ရလက်မှာနေပြီးတော့အထွတ်မြတ်အာနာဇတ်တွေအစိုးရတဲ့ဒါကြောင့်မို့ခရစ်တော်ဆိုတာတဲ့ကောင်းကင်ကိုတက်ကြွပြီးတော့တန်ရှင်းသောဝိညာဉ်တော်ဆေလွတ်ပြီးတော့ဧဝံဂေလိစကားတရားစကားပြောခိုင်းပြီးတော့ငါတို့အဲ့တရားစကားကိုယုံကြည်လိုက်တယ်ဆိုလို့ရှိရင်တော့နောက်ဆုံးမှာခရစ်တော်ကအထွတ်မြတ်အာနာဇတ်တွေအုပ်စိုးတဲ့သူဖြစ်တဲ့ကြောင့်ငါတို့စကားနားထောင်တော့ငါတို့ထာဝရအတ္တမှာပေးမှာဖြစ်ပြီးတော့စကားနားမထောင်ဆိုလို့ရှိရင်တော့ဖျက်ဆီးလိုက်မှာဖြစ်တယ်ဒါကြောင့်အချိန်ရှိသေးတယ်ဝင်နားထောင်လို့ရသေးတယ်ခရစ်တော်အပြင်ကယ်တင်ခြင်းရနိုင်သေးတယ်လို့အဲ့ကျမိုက်ကဆိုလိုထားတာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကသေပြီးသွားလို့ရှိရင်ဝိညာဉ်တော်အပြင်အောက်ဆုံးကနော်ရေးလက်တက်ကဒီဝီဂျီလောမှုတဲ့ဝိညာဉ်ကြီးဆိုတဲ့ငရဲလေးကိုသွားတာပြီးတော့တရားဟောပြီးတော့ကောင်းကင်ကိုတက်သွားတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီအချက်၃ချက်အပြင်ကျွန်တော်တို့ကသိရတယ်နံပါတ်1တစ်ချက်ကကျတော့နော်ရေးလက်တက်ကနေတူရှေးကာလ၌လို့ပြောတာကာလလည်းမတူဘူးနောက်တစ်ခုကကျတော့ထို့ဆိုတော့ပုံဥပမာအတိုင်းဆိုတော့ဥပမာပြောတာနောက်ဆုံးတော့တကြောင်မှာခရစ်တော်ဒီကောင်းကင်ဆိုတက်ကြွတော်ငွေဆိုတာလေကောင်းကင်ကိုတက်ကြွလို့ရေးထားတယ်ဒါနဲ့ခုနဝိညာဉ်တော်အပြင်တက်ကြွဆိုတာလေမြေကြီးကိုစင်တာမဟုတ်ဘူးကောင်းကင်ကိုတက်ကြွဆိုလိုတာဖြစ်တယ်ဆရာโอเคဆိုတော့အရန်ရှင်းသွားတာပေါ့နော်အဲတခုကနော်